ရှင်သူဆွေမျိုးနဲ့ခွဲပြီးမယ်အနေထွေဆုံးနေရပျော်ရွှင်စရာတခင်ရဲ့ထွေပွေမှုအောင်မှာသူရှင်တန်နေစေပဲအိမ်တော်ရဲ့